ပေးဖို့အတွက်ရောတရုတ်ရဲ့ထောက်ခံမှုပြရဖို့အတွက်ကြိုးစားဖို့ရှိလား ပေးရောဘသူစီကမဆိုယူမှာပဲယူပြီးမှကျွန်တော်နေပြည်တော်ကိုရောက်တင်လိုက်ပါပြီးရင်တခြားခင်ဗျားတို့လည်းခင်ဗျားတို့ချင်းပြည်အတွက်ဒီဝီတိုရီယာတောင်ထိပ်မှာချင်းအလံကိုနှိမ့်နေအောင်ကျွန်တော်တို့အကူအညီပေးမယ်အဲ့လိုရရင် ခုဒီကတော့ရတော့ပေါ့ဆက်ချဲတယ်လာပါကနောက်ပြန်မလေးရတယ်ဘုံတော့မလေး